Rotten Tomatoes ဆိုတာပါလေရုပ်ရှင်ဇာတ်ကားကကောင်းမကောင်းမှုဆိုတာကိုရောဘယ်လိုတိုင်းတာကြတယ်ဘယ်လိုပါရုပ်ရှင်ဇာတ်ကားဟာ90%ရထားတယ်ဆိုပါတော့တကယ်ရောကောင်းရဲ့လားကြည့်ဖို့ရောတန်ရဲ့လား Rotten Tomatoes ဆိုတာဗမာလိုပဲပြောရင်ရုပ်ရှင်ဇာတ်ကားတွေကောင်းမကောင်းတိုင်းတာပေးတဲ့ website တစ်ခုပါပဲနည်းနည်းလေးထက်ရှင်းရရင်ရုပ်ရှင်ဇာတ်ကားတကားရဲ့ rating ကိုတတ်မှတ်ထားတာမဟုတ်ပေမဲ့ Rotten Tomatoes ကတော့ရုပ်ရှင်တွေရဲ့ review ကောင်းမကောင်းအချိုးကိုတွက်ပေးတဲ့ပုံစံမျိုးပါreview ကောင်းရင် fresh မကောင်းရင်တော့ rotten ပုတ်တိုးနေတဲ့ပုံစံမျိုးဖြစ်သတ်မှတ်ထားတာပါအတူချုံပြောရရင် critics review percent တွေကိုပေါင်းပြီး tomato meter score တွေကိုထုတ်ပေးတဲ့ပုံစံမျိုးပါနောက်တစ်ခုကတော့ audience score ဒါကတော့ရုပ်ရှင်ပရိသတ်တွေရဲ့ rating သတ်မှတ်ထားတဲ့ပုံစံမျိုးပါဥပမာအနေနဲ့ချပြရင်ရုပ်ရှင်ဇာတ်ကားတကား90% ရထားတဲ့ဆိုပါစို့ဒီလိုမျိုးဆိုရင် review ပေးထားတဲ့လူအယောက်100ထဲကမှအယောက်90လောက်ကကောင်းတယ်လို့ပြောထားတဲ့ပုံစံမျိုးပါbut ရာခိုင်နှုန်း% တွေမြင်တိုင်းအားလုံးကြိုက်ရမယ်ဆိုတဲ့တတ်မှတ်ချက်မျိုးတော့မဟုတ်ပါဘူးတင်ဟာ critics review ကိုယုံလားဒါမှမဟုတ် audience ကိုယုံမလား Rotten Tomato ရာခိုင်နှုန်းတွေမြင့်ရောတကယ်ရောကောင်းရဲ့လား critics ဒါမှမဟုတ် audience တင်ဆိုရင်ရောဘယ်ဖက်ကိုယုံမလဲ comment မှာပြောသွားပေးကြပါဦးဒါနဲ့ကျွန်တော်ကတော့ Bizarro ပါ